အဲ့ဒီချိန်မှာကိုရင်လေးကြောင်းပြန်တရားအထုတ်တယ်တရားမင်းရဲ့ပန်ဒုက္ခဝလကြောက်ဖြာပူလာပြဲတဲ့တရားမင်းဒုက္ခပိတာဒီကိုရင်နော်မာဒုတ်တုံးကတခါခုတခါပူလာတော့တရားမင်းကကြည့်တဲ့လူပြည်မှာဘာဖြစ်လဲဆိုကိုရင်ပန္တိတာတရားအထုတ်နေတယ်ကဲအနောက်ရှက်မဖြစ်အောင်လာခဲ့နာမင်းကြီး၄ယောက်ကျောင်းထောင်၄တောင်နေရာယူသိရွက်ကြွေတံမကြားစေနဲ့တက်ကိုင်းကျိုးတံမကြားစေနဲ့ငှက်အော်တံမကြားစေနဲ့နင်တို့တာဝန်ကိုရင်ကမ္မထမပြည့်စေနဲ့နော်နာမင်းကြီး၄ယောက်တုတ်ချစ်တင်ကိုရင်ကျောင်းရှိမှရက်တောင်လေးတောင်မှာစောင့်နေရတယ်သိရွက်ကြွေဖန်တာတက်ကိုင်းကျိုးဖန်တာငှက်တွေမောင်းထုတ်မလုံနေတာနာမင်းကြီး၄ယောက်အလုပ်ကိုရှုပ်လို့တက္ကနေနတ်ခေါ်ပြတော့ကိုရင်တရားအထုတ်တာနောက်ကျမှာတဲ့မွန်းလွှဲရင်ကိုရင်ဆုံးမစားဖြစ်နေဦးမယ်နေဆွဲထားမသွားစီနဲ့မွန်းမလွှဲအောင်နေနတ်နေဆွဲပြီးမှတရားမင်းတတိရတယ်နေဆွဲထားလာဆက်သွားနေပြောင်းမြန်ဖြုံးမှာဟုတ်ဟဲ့လနတ်လာခဲ့နေလဲလာဆွဲထားနေနဲ့လာအကွာဝေးချင်းညီပါစေနေနတ်လည်းအလုပ်ရှုပ်လနတ်လည်းအလုပ်ရှုပ်နာမင်းကြီးလျောက်လည်းအလုပ်ရှုပ်ပြီးမှတော့ကြလေတိုက်လို့ရှိရင်ပရင်ပေါက်တွေပြုတ်ကြအောင်မယ်ဟိုတုန်းကပရင်ပေါက်တွေကကဲလာတကားဆိုတုံးနဲ့ထောက်ထားတာလေလေတိုက်ရင်ပြုတ်ကြအောင်မယ်ငါသွားဆောင်မှဆိုတရားမင်းကပရင်ပေါက်ဆောင်နေတဲ့ကိုရင်လေးဘုံမကြည့်ဘူးလားကြည့်လားအဲ့ဒီချိန်မြတ်စွာဘုရားကလည်းတတ္တလောကကြည့်လိုက်တော့အမေကိုရင်ပန္တိတာတရားအထုတ်တယ်ဘယ်အချိန်ရောက်ပြီလဲဆိုတော့3မဲ့3ဖို့တောင်ရပြီတဲ့ကိုရင်လေးတပါးတဲ့နော်ဘယ်နှမဲ့ဘယ်နှဖို့ရ3မဲ့3ဖို့ရပြီဆက်အထုတ်ရင်တရားရအောင်မလားကြည့်တော့ရမှာသူ့အတိုင်းရမလားအကူကြီးလို့လားအကူကြီးလို့တဲ့ဘယ်အချိန်ရမလဲနောက်ကြမယ်တရားမင်းကနေနတ်သားနေဆွဲခိုင်းထားတယ်ဟုတ်ပြီနေဆွဲခိုင်းထားပြီမဲ့လို့သူ့ဆရာတာရိပုတ္တရာပြန်လာပြီးတကားခောက်ဆွန့်ကျွေးလိုက်ရင်ကိုရင်တရားမရဘဲနဲ့ဆွန့်စားရလိမ့်ငါသွားဆောင်မစိုးမြတ်စွာဘုရားကတကားမကြီးမှာစောင့်ရတယ်တဲ့ကိုရင်လေးဘုံကနော်ဘုရားကတကားမကြီးမှာစောင့်ရှင်သာရိပုတ္တရာကဆွန့်လဲဖုံးပေးပြီးရောကိုရင်အတွက်လောင်းထဲတာတွေတပိတ်ပိုက်ပြီးတော့တုတ်ချေတင်ပြန်လာတာအချိန်ကြီးအောင်ပြန်လာရင်ပြန်လိုက်နဲ့စိုက်နဲ့ပြန်လာလိုက်တာတကားဝရောက်လို့မော့လဲကြည့်ရောမြတ်စွာဘုရားတွေ့ရောရှေ့ဆက်မတိုးရတော့မြတ်စွာဘုရားကသူဝင်มาဆိုလို့ရှေ့ကတားပြီးတော့ရပ်နေတာရှင်သာရိပုတ္တရာသင်ဘာရခဲ့တဲ့အာဟာရရခဲ့ပါတယ်ဗျာတဲ့ရှင်သာအာဟာရကဘာကိုဆောင်လဲအာဟာရကဝေဒနာကိုဆောင်ပါတယ်ဗျာတဲ့ဒီမိမိနှစ်သက်တဲ့အာဟာရလေးစားရင်ခံစားမှုဝေဒနာမကောင်းဘူးလားဒါကြောင့်အာဟာရကဘာဆောင်လဲဝေဒနာဆောင်တယ်ဝေဒနာကဘာကိုဆောင်လဲจิตဝေဒနာကရုပ်ကိုဆောင်ပါတယ်ဗျာအဲ့ဒီမိမိစားခြင်းနဲ့အာဟာရကိုစားလို့ကောင်းတဲ့ဝေဒနာလေးတွေခံစားရတဲ့ပုဂ္ဂိုလ်ဟာဒီအာဟာရကြောင့်လည်းပဲမျက်နာအစင်းကစရုပ်တရားတွေမကြည်လင်ဘူးနဲ့ကြည်လင်တယ်ကြည်လင်တဲ့ဒါကြောင့်မလို့ဝေဒနာကရုပ်ကိုဆောင်တယ်ရုပ်ကဘာကိုဆောင်လဲจิตရုပ်ကဒုက္ခကိုဆောင်ပါတယ်ဗျာတဲ့ရုပ်ကဘာကိုဆောင်လဲအဲ့ဒီလိုရုပ်ကြည်လင်နေပြီးတော့အာဟာရပြေဝနေတဲ့ပုဂ္ဂိုလ်ထိုင်ရက်သွားတုံလုံးလှဲဘာဖြစ်လဲချမ်းသာတာဒါကြောင့်မလို့ရုပ်ကဒုက္ခကိုဆောင်ပါတယ်ဗျာအဲ့ဒီလိုအမေ